မင်္ဂလာပါ50 minutes audio book channel မှာကြိုဆိုပါတယ်ဒီ audio လေးကိုအခြေ7မိနစ်15မိနစ်ပေးုံနဲ့နားဆင်နိုင်ပါတယ်ရှင်ဒီနေ့မှာတော့အပိုင်းဆက်7ကိုဖတ်ပြပေးသွားပါမယ်ရှင်ပတ်ဝန်းကျင်အသစ်ကိုရှာပါကျမတို့ခြံလေးထဲမှာကအပင်တွေဆိုတာခက်များပဲအမေကအပင်ဆိုင်ဝါဒနာပါတယ်အပင်စုဝါဒနာပါတယ်အဲ့တော့သူ့ဘာသူဝယ်ထားတာရောမိတ်ဆွေတွေကလက်ဆောက်ပေးတဲ့အပင်တွေရောကျမကြိုက်တဲ့တိုးလုံးတွက်လောင်းကြအမြစ်ကိုနွယ်တက်တဲ့အပင်တွေရောအပင်ကြီးအပင်သေးတွေအမျိုးမျိုးနဲ့အုပ်ဆိုင်နေတာပဲဟိုတလောကသားမီးနှစ်ယောက်ခြံထဲအပင်စင်းကြည့်ရင်စိုက်ထားတာကြာနေတဲ့အပင်လေးတစ်ပင်ကအပွင့်မပွင့်တာတတိထားမိတယ်သူများအိမ်မှာပွင့်နေပြီအမေရဲနေတာပဲဒီအပင်ကမျိုးမစစ်ဘူးထင်တယ်ဘာညာနဲ့အရွက်ကိုစိတ်ကြည့်ရှူကြည့်နဲ့သွားလုံနေသေးတာဒါနဲ့ပဲကျမတို့အပင်လေးကိုနေရာရွှေ့ဆက်လိုက်ကြတယ်သူခင်များနေရောင်ပိုလိုလို့လည်းဖြစ်ချင်ဖြစ်မှာပေါ့အမီးကြိုက်တာကြောင့်လည်းဖြစ်ချင်ဖြစ်မှာပေါ့ဟိုတည်းကကျမအမေကဝမ်းသာအားရလာပြောတယ်အပွင့်တွေပွင့်နေပြီဟိတ်တဲ့သွားကြည့်တော့ဟုတ်ပါရဲ့ရဲလို့ပဲအပွင့်လေးတွေကြည့်ရင်စဉ်းစားမိလိုက်သေးတယ်လူတွေမှလည်းတခါတရံဒီလိုပဲလောက်တော့လုံနေတာပဲဒါပေမဲ့ဖြစ်မလာဘူးတဲ့ဘာများမှားနေပါလေပေါ့ဒါမျိုးဖြစ်ရင်ဒါသူကိုယ်တိုင်ကြောက်ပဲဆိုတာမျိုးတဲ့ပဝန်းကျင်ကြောင့်လည်းဖြစ်နေတတ်တာကိုတတိထားတတ်ပါတယ်သူရှိနေတဲ့ပဝန်းကျင်ဟာဘယ်လိုမျိုးလဲပေါ့တချို့ပဝန်းကျင်တွေဟာကျမတို့ကိုကြီးထွားခွင့်မပေးတတ်ကြဘူးလေကျမမှာရင်းနှီးတဲ့တငယ်ချင်းတယောက်ရှိခဲ့ဖူးပါတယ်ပြန်စဉ်းစားကြည့်တော့သူ့ကိုတော်တော်အားကိုးခဲ့ဖူးတာပဲဘာလေးပဲဖြစ်ဖြစ်ပြောပြမိတယ်တိုင်ပင်မိတယ်နောက်တော့တတိထားမိလာတာကသူနဲ့စကားပြောလိုက်မိပြီဆိုရင်စိတ်ကထွက်ပေါက်မရတော့ဘူးတင်းကျပ်လာတယ်ပိုစင်းညစ်သွားတယ်ကိုလို့လိုက်တဲ့အလုပ်ဒီမှားသွားပြီလို့နောက်တတွေရသွားတယ်လုံးဝရှေ့ဆက်မတိုးနဲ့တော့ကိုဒီဘာမှဖြစ်လာတော့မှမဟုတ်လို့မြို့လေးချစ်တွေပျောက်ဆိုးသွားတယ်တခုခုလှုပ်ဖို့တိုင်းပင်ရင်သူပြောပြီးဒီကိစ္စကအရန်ခက်တယ်အရန်ကြာတယ်မလွယ်ဘူးနေလုံးနိုင်မှာမဟုတ်ဘူးအဲ့တော့လက်လျှော့ချင်းစေးတွေပေါ်လာတယ်မလို့ဖြစ်တော့ဘူးသူနဲ့တိုင်ပင်လိုက်ရင်ပြက်တာများတယ်သူနဲ့စကားပြောလိုက်မိပြီဆို energy တွေစွမ်းအားတွေဆွဲချခံလိုက်ရတယ်လို့ drain ဖြစ်သွားတာစိတ်ကူးတွေပြတ်သွားတာအဲ့ဒီနောက်ပိုင်းသူကိုဘာမှမတိုင်ပင်ဖြစ်တော့ဘူးကို့ဘာသာလှုပ်တစ်တဲ့ထင်တာလေးတွေကိုလှုပ်လိုက်တယ်အဲ့ဒီတော့မှသိရတော့တယ်ဒါတွေကသူပြောတဲ့လောက်လဲမခက်ခဲပါလားတိတ်ကိုလွယ်ကူမြန်ဆန်ခဲ့တာပဲငါလုံနိုင်ခဲ့တာပဲသူပြောတာနားထောက်ခဲ့တဲ့အတွက်သာမကြာတစ်ပဲကြက်ကြာသွားခဲ့ရတာကျမမှာဆိုရှယ်လိုက်ရတာအခြေတွေနဲ့စွမ်းအားတွေပါပဲလူတွေရဲ့ဘဝမှာအနစ်နာဆိုသောဆိုရှယ်မှုတွေဟာအခြေနဲ့စွမ်းအားတွေပါပဲအစိမ့်ငွေ့နဲ့တူတဲ့လူတချို့ဟာကိုယ်ပတ်ဝန်းကျင်ထဲမှာအနီးဆုံးတောက်နေရလေးတွေမှာခိုကပ်နေတတ်ကြပါတယ်သူတို့ရဲ့ဖြစ်တည်မှုကိုလေးစားချစ်ခင်နိုင်ပါတယ်သူတို့ကြောင့်ကိုယ့်ဘဝမှာပျော်ရွှင်ရမောခဲ့ရတာတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့သူတို့အယူဆတွေနဲ့ကိုယ့်ဘဝကိုချဲ့လဲလွှမ်းမိုးမခံပါနဲ့ကိုယ့်ဘဝတိုးတက်ဖို့အတွက်မိတ်ဆွေကောင်းပတ်ဝန်းကျင်ကောင်းကိုရှာပါတချို့မိတ်ဆွေတွေဟာဟဲ့နေလောက်တာလောက်ဖြစ်တယ်ငါပြောပြမယ်ငါကူပေးမယ်တိတဲ့သူကိုငါမေးပေးမယ်လို့ပြောတတ်ကြတယ်သူတို့နဲ့တွေ့ရစကားပြောရတဲ့အခါတိုင်းလေကောင်းလေတဲ့ရှူလန်းရတယ်လို့ပဲစိတ်တွေရွှင်လန်းလာတယ်အင်အားတွေပြည့်လာတယ်တက်ကြွလာတယ်ဒီလိုခံစားရပြီးဆိုရင်ကျမတို့ဟာပဝိုးကျင်ကောင်းကိုရောက်နေတာသိချပါပြီပန်းကလေးမပွင့်နိုင်တာအပင်ရဲ့အပြစ်တစ်ခုတည်းကြောင့်ဟုတ်ချင်မှဟုတ်မှာပါအပွင့်တွေပွင့်အသီးတွေသီးနိုင်ဖို့ကုညီထောက်ပံ့ပေးတဲ့ပဝိုးကျင်အသစ်တစ်ခုလူနေလို့လည်းဖြစ်နေနိုင်တာပါ Day 30အခုရောက်ရှိနေတဲ့ပဝိုးကျင်ကိုပိုလေးတပိုဆွဲပြီးဖော်ပြပါ
တစ်ပင်ပန်းပွေစားတဲ့နမိတ်ပုံများသုံးပါနေရေတိမ်ငှက်ကလေးများစသဖြင့်တင်ခံစားရသလိုရေးဆွဲနိုင်ပါတယ်သင်ဟာလောင်းရစ်မိနေတဲ့သူလားလောလက်စွာကြီးထွားခွင့်ရသူလားမုန်းတဲ့သူကမုန်းနေမှာပါ Haters gonna hate လောကမှာကိုကဘလောက်ပဲကောင်းအောင်ကြိုးစားဘလောက်ပဲကောင်းတာကိုလို့နေရင်ထိုင်ရင်ကိုကြည့်မရမုန်းတီးနေတတ်တဲ့သူတွေရှိကြတယ်အင်္ဂလိပ်လိုဆို haters တွေပေါ့ဖတ်ဖူးတဲ့စာတစ်ပုဒ်ထဲမှာတော့အဲ့ဒီ haters တွေကိုမြောက်တွေနဲ့တူတယ်လို့ပြောထားတာမှတ်မိနေတယ်ကိုကတော့ပန်းတဲ့တစ်ခုကိုရအောင်သွားနေတာပဲဒါပေမဲ့လမ်းတစ်လျှောက်မှာမြောက်အုပ်နဲ့တွေ့တော့ဂဲလုံးနဲ့ထပြည့်တဲ့ကောင်ကပြည့်အမိုက်တွေဖွာတဲ့ကောင်ကဖွာစူညံပူညံလှုပ်တဲ့ကောင်တွေကလှုပ်အပြောသီးခေါ်နင်းမိပြီးချော်လဲအောင်လုံနဲ့အမျိုးဆိုအနှောက်ယှက်ပေးကြတာပေါ့အေးလေသူတို့ကဘသူဖြစ်ဖြစ်ဒီလမ်းကတက်လာပြီဆိုတာနဲ့ဒီလိုပဲထိုင်ဆောက်လုံနေကြမှာပဲဒါကြောင့်ကိုသွားရမယ့်လမ်းတစ်လျှောက်သူတို့ဖွာသွားတဲ့အမိုက်တွေတာလိုက်သေးနေရမယ်ဆိုလိုရာခီးကိုရောက်တော့မှာမဟုတ်ဘူးစိတ်ပညာသဘောအရဆိုရင် hater တွေဟာသူတို့ကိုသူတို့မုန်းနေတာပါတယ်ကိုကရုပ်ရည်မချောဘူးအဲ့တော့ကိုမကြိုက်ဘူးချောတဲ့သူကိုတွေးလိုက်ရတော့ဟဲနေ့သွားတွေကရုပ်ဆိုးလိုက်တာအသားကလည်းမဲသေးတယ်လို့ပြောလိုက်တာမျိုးပဲကိုကမချမ်းသာဘူးအဲ့တော့ကိုမချေနှက်ဘူးချမ်းသာတဲ့သူအလောက်ကအဆင်ပြေတဲ့သူကိုတွေ့တော့ရင်ထဲမှာဘလို့မှမခံစားနိုင်ဘူးအလကားပါဟာမိဘအမွေနှစ်ကြောင့်ချမ်းသာနေတာကိုယ်ပိုင်အည်ချင်းရှိတာမဟုတ်ဘူးအထင်မကြီးပါဘူးလို့ပြောလိုက်တာမျိုးပါသူတို့မှာက self esteem လို့ခေါ်တယ်ကိုလေးစားစိတ်တွေတန်ဖိုးထားစိတ်တွေကိုယ်လုံးနိုင်စွမ်းအားအည်ချင်းကိုယုံကြည်စိတ်တွေကိုယ်အနေထားကိုလုံချိုစိတ်ချစိတ်တွေမရှိကြဘူးလေအဲ့တော့ကိုမုန်းနေတဲ့အမုန်းကိုသူများပေါ်ထိုးချလိုက်တာပဲအဲ့ဒီမှာသူတို့ခါမြောက်တွေဖြစ်သွားကြတော့တာပဲအဲ့လိုမိုးချိုးမြစ်ချိုးလေးတွေသူများကိုနစ်နာအောင်ပြောလိုက်ဆိုလိုက်ရရင်သူတို့ဟာခဏတော့နေလို့ကောင်းသွားတတ်ကြတယ်ဒါပေမဲ့ခဏပဲပေါ့နော်ဘာဖြစ်လို့လဲဆိုရင်သူတို့တိုက်ခတ်လိုက်တဲ့သူကသူတို့ထက် self esteem မြင့်တာမို့လက်တလောမှာရှေ့ရောက်နေတယ်အောင်မြင်နေတယ်လေရက်တီချက်ယုံကြည်ချက်ခိုင်မာတဲ့သူမို့အဲ့ဒီလူကရှေ့ကိုဆက်သွားနေမှာပါပဲအောင်မြင်မှုတွေစီသွားတဲ့လမ်းတိုင်းမှာဒီလိုမြောက်တွေနဲ့လည်းတွေ့ရတတ်ပါတယ်သူတို့စိတ်ချမ်းသာသွားအောင်လမ်းမှာရပ်ပေးလိုက်မယ်ဆိုရင်သိချတယ်ကိုသွားချင်တဲ့ပန်းတိုင်ကိုရောက်တော့မှာမဟုတ်ဘူးအောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့တော့ချက်တွေအများကြီးရှိပါလိမ့်မယ်အကိုတော့ကျမလည်းမပြောတတ်ပါဘူးကြာရှိုးဖို့ဆိုတာကတော့တခုတည်းမို့ပြောဖို့သိလွယ်တယ်ကိုသွားနေတဲ့လမ်းပေါ်မှာတွေ့သမျှနှောက်ယှက်နေသမျှမြောက်တွေရောလူတွေရောတက်ပေတက်တာအားလုံးကိုခြေနဲ့ပျော်ရွှင်ရအောင်လိုက်လုပ်ပေးမယ်ဆိုရင်တော့အမြန်ကိုကြာရှိုးသွားတော့မှာပါလူတိုင်းကိုပျော်ရွှင်ခြေနဲ့နေရအောင်တော့ကျမတို့အခြေတိုင်းလုပ်ပေးနိုင်မှာမဟုတ်ပါဘူးကိုပျော်ရွှင်ခြေနဲ့နေရအောင်ပဲလှုံ့ဆော်ပါဒါဟာ self esteem မြင့်မားသူတွေရဲ့ခြေထုံးတစ်ခုပါပဲ day 31တစ်မှာ hater ဘယ်နှယောက်ရှိတယ်လဲတင်သွားနေတဲ့လမ်းကြောင်းပေါ်မှာဂယုဆိုင်ရမယ့်အရာသို့မဟုတ်လူတွေနဲ့လင်းလျူရှုလိုက်ရမယ့်အရာသို့မဟုတ်လူတွေကိုနှိုင်းယှဉ်ရေးချကြည့်ပါဂယုဆိုင်ရမယ့်အလွှာ inner core and outer core အသေးရလာတော့လေကိုသူများကလက်ခံအောင်ကြိုက်နှစ်သက်အောင်ဆိုတာမျိုးတွေအတွက်သိကြိုးစားမနေချင်တော့ဘူးကိုလက်ခံနိုင်တဲ့သူတွေနဲ့ဆိုရင်အတွေးတူတယ်ပူပေါင်းမယ်လက်မခံနိုင်တဲ့သူတွေအတွေးမတူတဲ့သူတွေနဲ့ဆိုရင်ခွက်ခါလိုက်ဖို့လဲသိဝေါ်မလေးတော့ဘူးဘဝကတူတူလေးလေ
ချစ်တဲ့သူတွေနဲ့ပဲအေးအေးဆေးဆေးဖြတ်တန်းချင်တယ်လေဘဝတစ်လျှောက်လို့ဖြတ်တန်းလာခဲ့ရသမျှကြိုက်တဲ့သူတွေတွေးခဲ့ရသလိုမကြိုက်တဲ့သူတွေလည်းကြုံခဲ့ရတယ်မကြိုက်တဲ့သူကိုမကြိုက်တယ်လို့ပဲတုံ့ပြန်ခဲ့တယ်သူ့ကိုမကြိုက်ဘူးကြည့်လို့ကိုမရဘူးမိုးလိုက်တာအမြင်ကတ်တယ်အထင်ကိုမကြည့်ဘူးဒီလိုပဲဖြစ်တယ်ဘာလို့မကြိုက်လဲမိုးလင်းဆိုတာစဉ်းစားတယ်သူကဒီလိုပြောတာကိုသူကငါ့ကိုဒီလိုအချိုးမျိုးချိုးသွားတာကိုသူကကောင်းမှမကောင်းတာကိုအဲ့ဒီလိုပဲစဉ်းစားမိတယ်ဒါပေမဲ့ဒါတွေကတကယ်အဖြေမဟုတ်ပြန်ဘူးအနှစ်40လောက်ကြာတော့မှအဖြေတစ်ခုထွက်လာတယ်။အော်သူ့ကိုမကြိုက်ဘူးဆိုတာကိုနဲ့မတူလို့ကိုအနေထားချင်းမတူတဲ့အခါအတွေးတွေမတူနိုင်ဘူး။အတွေးတွေမတူတဲ့အခါခံစားချက်တွေမတူနိုင်ဘူး။ခံစားချက်တွေမတူရင်ပြုမှုဆောင်ရွက်ဖို့တွေလည်းမတူနိုင်ဘူး။ဒါပေမဲ့လူတဘောဝအရာကိုနဲ့မတူတော့ဘူးဆိုအဲ့ဒီလူကိုမကြိုက်တော့ဘူးဒါပဲကိုလွှမ်းမိုးချိုးကန်လို့မရတဲ့ပြပကလူတယောက်ရဲ့အတွေ့တွေခံစားချက်တွေပြုမှုပြောဆိုပုံတွေကိုလက်ခံယူကြည်ထားတဲ့ကိုကြိုက်တဲ့ပူစံခွက်တဲ့ဘောက်တစ်ခုထဲအတင်းဆွဲတွင်းပြီးကိုနဲ့တူလာအောင်ကြိုးစားကြတာဟာတိတ်မားတဲ့မျှော်လင့်ချက်တစ်ခုပါပဲဘာလို့ဆိုကိုဒီသူ့ကိုဘယ်တော့မှပြောင်းလဲနိုင်မှာမဟုတ်လို့ပါသူကလည်းဘယ်တော့မှကိုအတွက်ပြောင်းပေးမှာမဟုတ်လို့ပါသူကသူကိုကကိုသူ့တဘောနဲ့တူလက်ခံပြီးပြောင်းလဲလာတာမျိုးကတော့ချွင်းချက်ပါနေဘာလို့ငါ့လိုမတွေးတာလဲငါ့လိုတွေးတစ်တာပေါ်လို့ဆော့လုပ်တဲ့အခါကြောက်လို့တာခေါင်းကြီးချင်ညေးလိုက်မယ်စိတ်ကတော့ဒီတိုင်းပဲရှိမှာပါကိုလှုပ်လို့ရတာကကိုအတွင်းစိတ်ထဲမှာပဲရှိပါတယ်မျက်စိထဲမြင်အောင်ပြောရရင်ကဘာလုံးကြီးထဲက inner cold နဲ့ outer cold လို့ပေါ့ inner cold အတွင်းဘက်ကတလွှာမှာကျမတို့ရဲ့ကိုယ်ပိုင်စကားလုံးတွေအပြုအမူတွေအားထုတ်မှုတွေဇယက်လက္ခဏာတွေအတွေ့တွေအမှားတွေအမှန်တွေနဲ့ကောင်းဆိုးရလဒ်တွေရှိတယ်အဲ့ဒီအရာတွေအားလုံးကျမတို့ထိန်းချုပ်နိုင်တယ်။အောက်ထာကိုအပြေဘက်ကတလွှာမှာတခြားတစ်ပါးသောသူရဲ့စကားလုံးတွေအပြုအမူတွေအားထုတ်မှုတွေဇယက်လက္ခဏာတွေအတွေးတွေအမှားတွေအမှန်တွေနဲ့ကောင်းဆိုးရလဒ်တွေရှိတယ်။ဒါတွေကကျမတို့ထိန်းချုပ်လို့မရတယ်လို့ပြုပြင်စီရင်လို့မရဘူး။ဒါဟာသူ့ကိစ္စသူ့ပြဿနာပဲ။ရေးချမ်းမှုမှန်သမျှဟာကိုယ့်အတွင်းစိတ်တံကနေသာလာတယ်မဟုတ်လားလူတွေဟာကိုယ်စိတ်နဲ့ဓာတ်ရဲ့အချိုးကျသက်ဆိုင်တဲ့အတွင်းပြဿနာတွေကိုသာအေးအေးချမ်းချမ်းနဲ့တတိထားကင်တွယ်နိုင်ကြမယ်ဆိုရင်ပဝန်းကျင်မှာရံပွဲတွေပဲရှိပါတော့မလဲကျမတို့မှာကကိုနဲ့တဘောထားမတူဘူးအတွင်းမတူဘူးဆိုရင်အဲ့ဒီလူကိုမကြိုက်တော့ဘူးအထင်မကြီးတော့ဘူးဆိုတဲ့သဘောရှိတယ်ကိုနဲ့ရက်တည်မှုတူတဲ့ဘောင်ထဲကိုဆွဲတွင်းဖို့အချင်းချင်းစူးစမ်းတကြတယ်။ကိုနဲ့တူစေချင်ကြတယ်။ရမလားကွယ်မလုံးနဲ့မရဘူး။အားလုံးဟာပုထုဇဉ်လူသားတွေမို့အမှားမှန်တွေရှိတယ်။လုံးဝပြောင်းလို့မရတဲ့ dark side အမောင်ဘက်ချမ်းတွေလည်းရှိတယ်။ကျမမှလည်းမကောင်းတဲ့မိစ္ဆာစိတ်အမှောင်ချမ်းပဲရှိတယ်။ကောင်းတဲ့အကြောင်းစာရီအများကြီးရေးနေတာကိုလည်းကောင်းအောင်လုပ်နေရတာမို့ဖြစ်တယ်။သူကောင်းတာတွေရေးနေတယ်။ဒါကြောင့်သူဟာကောင်းတဲ့လူပဲလို့ကျမကိုထင်ရင်အဲ့ဒီအမြင်ဟာမှားနိုင်တယ်။ကျမကိုဒီထက်ပိုကောင်းအောင်မျှော်လင့်မိတယ်ဆိုအဲ့ဒါမျှော်လင့်ချက်အမှားပဲ။ကျမဟာသူတော်စင်မမဟုတ်တာဒေါသရှိတယ်။တီးမခံနိုင်တာတွေရှိတယ်။ပြောမိဆိုမိတာတွေလည်းရှိလိမ့်မယ်။ကိုယ်စိတ်နဲ့မတူဘူးထင်ရင်ကြော်သွားလိုက်ဖို့ပါပဲလဲထွက်သွားလိုက်ယူပါပဲကိုယ်နဲ့မတိုက်ဆိုင်တဲ့ပြင်ပကလူတယောက်ရဲ့အတွေ့တွေကိုလိုက်ခံစားတုတ်တက်ပြီးလာရန်ဖြစ်နေမယ်ဆိုကိုယ်စိတ်ပင်ပန်းရတာပဲအဖက်တင်တွားမှာပါကျ
မကတော့အားလုံးကြည်နဲ့ပျော်ရွှင်ရအောင်လဲအမြဲတမ်းစွမ်းဆောင်ပေးနိုင်မှာမဟုတ်ပါဘူးအားလုံးနဲ့အတွေးတွေအမြဲတူနေဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးကျမကိုသူတို့လိုတွေးစီချင်တဲ့လူတွေနဲ့တွေ့ရတော့အော်မိတယ်ဒါပေမဲ့ခေါ်တော့ပြန်မနေတော့ပါဘူးကိုတွင်းစစ်ကိုပဲထိလိုက်ပါတယ်စိတ်မတူတဲ့သူတွေသဘောထားမတိုက်ဆိုင်တဲ့သူတွေမကြိုက်တဲ့သူတွေတွေ့လာရတိုင်းမျိုးချလိုက်ရတဲ့စကားတွေရှိတယ်ရှာကြိုက်ထားလိုက်ရတဲ့အခြေတွေလည်းရှိတယ်ဒီလိုလုပ်ရလို့ကျမတိတ်ကြည်နဲ့ပျော်ရွှင်သွားတယ်လို့ထင်သလားဟဲ့ဒါပေမဲ့လေအေးချမ်းသွားတာကတော့အမှန်ပဲလေဘယ်သူမှကိုကြိုက်နေဖို့မလိုပါဘူးကိုကြိုက်နိုင်ဖို့သာအရင်စူးစမ်းရမှာပါ Day 22ကိုကြိုက်ရလားဘာဖြစ်ဖြစ်အနာခိုကိုစိတ်အတွင်းထဲကတလွာကိုယ်တာစဉ်းစားပါပို့ဆွဲပါအယောင်ချဲပါအော်ဒီယိုလေးကိုအစိုးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ရက်တွေမှာလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ဒီ channel လေးကို like and subscribe လုပ်ပေးကြဖို့မေ့ကြပါနဲ့နော်အားလုံးပဲအဆင်ပြေတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်